မင်္ဂလာပါအပြု question ကနေပြီးတော့ကြိုးစားပါတယ်အခုပြပြပေးမှာကတော့2023အောက်တိုဘာ morning question number 69ဖြစ်ပါတယ် which of the following is the purpose of SCM နဲ့ SCM ရဲ့ purpose ကိုမိထားတယ်ရွေချက်ကိုမိထားတယ်အဲ့တော့ SCM ဆိုတာဒီ supply chain management ဖြစ်တယ်အဲ့ဒီ supply chain management ရဲ့ရွေချက်ကိုမိထားပါတယ်နံပါတ် A ကကြတော့ to construct favorable customer relationship through unified management, including customer information, purchasing history and complaint, and also through meticulous customer report. အဲ့တော့စစ်စစ်တီးကြတဲ့ဖောက်တယ်ဒီကနေပြီးတော့မှတုံ့ပြန်လာမှုတွေကနေတဆင့်ကောင်းမွန်တဲ့ဖောက်တယ်ဆက်ဆံရေးတည်ဆောက်မှာအဲ့တော့ကောင်းမွန်တဲ့ customer relationship တည်ဆောက်ဖို့ရဲ့အတွက်ကိုသုံးတယ်ပေါ့နော် SCM ရဲ့ရည်ရွယ်ချက်ကကြတော့ now the map ကကြတော့ to improve management efficiency through integrated manner of all information concerning core business operations such as production, sales, inventory and accounting ဒီမှာပေါ့နော် business operation တွေပေါ့အဓိကကြတဲ့စီးပွားရေးရဲ့ပေါ့နော်လေပတ်မှုဒီနဲ့ပတ်သက်တဲ့ဥစ္စာတွေဘယ်လိုမျိုးလဲဆိုလို့ရှိရင် production ထုတ်လုပ်တာတွေ sales ရောင်းဝယ်တာတွေเนาะ inventory accounting စတဲ့အဓိကစီးပွားရေးလုပ်ငန်းလေပတ်မှုတွေနဲ့ပတ်သက်တဲ့ information တွေအကုန်လုံးကိုဘာလုပ်မှာလဲဆိုလို့ရှိရင် through integrated management နော်စနစ်တကျစီမံခန့်ခွဲမှုကနေမှတဆင့် to improve management efficiency စီမံခန့်ခွဲမှုထိရောက်မှုကိုမှနော် improve ဖြစ်အောင်လုပ်မှာတိုးတက်အောင်လုပ်မှာလားတဲ့ SCM ရဲ့သုံးရခြင်းရွေးချက်ကနောက်တစ်ခုကကျတော့နံပါတ် C ကကျတော့ to improve the efficiency of sales activity through unified management of customer information business meeting schedule and business meeting status including progress status တဲ့ဒီ customer ရဲ့ပေါ့နော်အချက်အလက်တွေပေါ့နော် customer information တွေ business meeting schedule တွေစီးပွားရေးချိန်စရာတွေနဲ့နော်တိုးတက်မှုအခြေအနေအပါအဝင်ပေါ့နော်စီးပွားရေးအစည်းအဝေးအခြေအနေတွေကိုနော် business meeting ရဲ့အခြေအနေတွေကိုဘာလို့မှာလဲဆိုလို့ရှိရင်စနစ်တကျစီမံခန့်ခွဲမှုကနေပြီးတော့မှတဆင့်ရောင်းချမှုအထိတိုင်အောင်လို့ပေါ့နော် sales အထိတိုင်အောင်လို့သူကဘာလုပ်မှာလဲဆိုလို့ရှိရင် sales activity တွေတိုင်အောင်လို့ဘာလုပ်မှာလဲဆိုရင်မြင့်တင်ပြီးမှ improve ဖြစ်အောင်လုပ်မယ်တဲ့ SCM ကအဲ့ဒါကိုပြောချင်တာတဲ့နောက်နံပါတ် D ကကြတော့ to reduce cost and shorten delivery period တဲ့နော်through integrated management of information across multiple company or organization from procurement to sales တဲ့ဒီ procurement ကနေပြီးတော့မှ sales အထိပေါ့နော်ပစ္စည်းဝယ်ယူကနေစပြီးတော့မှနောက်ဆုံးရောင်းချတဲ့အထိနော်ကုမ္ပဏီတွေအများကြီးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်အဖွဲ့အစည်းတွေမှာသူတို့ရဲ့အချက်အလက်တွေကိုစနစ်တကျစီမံခန့်ခွဲမှုကနေမှတစ်ဆင့်ကုန်ကျစရိတ်တွေကို short ချပြီးတော့မှပို့ဆောင်တဲ့အချိန်ကိုလည်း shorten ဖြစ်အောင်လုပ်ဖို့တဲ့ပို့ဆောင်ချိန်ကိုလည်းတိုးတောင်းအောင်လုပ်ချင်တဲ့အတွက်ကြောင့်မလို့ SCM ကိုသုံးရချင်းရွေးချက်ဖြစ်တယ်လားဆိုပြီးတော့မိထားတယ်ပေါ့နော် ABCD တွေမှာမိထားပါတယ် supply chain management ဆိုတာကကြတော့ဒီပစ္စည်းဝယ်ယူတဲ့အချိန်ကနေပြီးတော့ဒီကုန်ကျန်းဝယ်တဲ့နေရာကနေစပြီးတော့မှနောက်ဆုံးရောင်းတဲ့အထိကိုမှဒီကိုယ့်ရဲ့ကုမ္ပဏီထဲမှာရှိနေတဲ့အချက်အလက်တွေကိုစနစ်တကျစီမံခန့်ခွဲပြီးတော့မှဒီ cost တွေdelivery period တွေကို short ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သုံးတာ SCM ဆိုတဲ့ဥစ္စာကအဲ့တော့ကြောင့်မလို့နံပါတ်69အတွက်ဖြေမှန်နေရတော့နံပါတ် D ဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ်